မရဘူးအဖြူပဲအဖတ်တွေပဲဆင်းနေဆိုပြီးတော့လာပြောနေတယ်မသက်ကနေပြီးတော့ပေါ့နော်အဖြူတွေဆင်းပြီဆိုရင်နောက်ပိုင်းမှာရားတာတွေနန္နာတွေကြုံတွေ့ရနိုင်တယ်လို့ပြောတဲ့အခါမှာမရဘူးမနမ်းဘူးဆရာမဒီအဖြူအဖတ်တွေပဲဆင်းနေဆိုပြီးတော့လာပြောနေတဲ့ညီမလေးတွေကိုမသက်ကပြန်ပြောပေးချင်ပါတယ်ပေါ့နော်ဒါလေးကိုဘုရား sharing လုပ်ချင်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးခဲ့ပါအောင်ရှင်အဲ့တော့ပေါ့နော်အဖြူတွေဆင်းတယ်အဖြူတွေစဆင်းပြီဆိုကြတဲ့ကပေါ့နော်ဒါကုသရမယ်ဒါဒီနေတိုင်းဆင်းနေတဲ့ယောဂမဟုတ်ဘူးနေတိုင်းဆင်းတာမဟုတ်ဘူး तू ကဖြစ်လိုက်ပျောက်လိုက်ဖြစ်လိုက်ပျောက်လိုက်နဲ့ပေါ့နော်ကိုကပေါ့ဆမိရောအမြဲတမ်းဖြစ်နေရမဟုတ်ဖ ೇನೆ ဖြစ်လိုက်ပျောက်လိုက်နည်းနည်းလေးဆင်းလိုက်နောက်ပြန်ပျောက်သွားလိုက်နောက်နည်းနည်းလေးဆင်းလိုက်ပြန်ပျောက်သွားလိုက်နဲ့ဆိုတဲ့အတွက်ကြောင့်မို့လို့အဲ့လိုမျိုးဖြစ်နေရင်းနဲ့ဒါယောဂရဲ့မာယာယောဂရဲ့ပရိယေလို့ပြောရမယ်အဲ့တော့မိမကိုပိုးဝင်နေပြီအဲ့လိုပိုးဝင်တာကိုမှကိုကမကုသပဲနဲ့ထားလိုက်မယ်ဆိုရင်သူကဒီမိမကိုတွေကနေမှမွေးလန်းချောင်းတစ်လျှောက်ကိုရောက်ရှိသွားပြီးတော့မှုပိုးအသွင်ကိုကူပြောင်းသွားတယ်မှုပိုးအသွင်ကူပြောင်းသွားရင်ဘာဖြစ်လဲဆိုရင်အဖြူအဖက်ဖက်တွေဆင်းတယ်ဒီပေါ့နော်တချို့ဆိုရင်အနိုင်ဆန်းလိုက်ရင်တောင်မှအဖက်ဖက်တွေပါလာမျိုးတွေဖြစ်တယ်အဲ့လောက်ကြီးထိစိုးရတယ်ဒါကိုလည်းပေါ့နော်တဘာဝပါလေမိန်းကလေးတွေအဖြူစင်တာတဘာဝပဲအချိန်တန်ပြောက်သွားမှပဲဆိုပြီးတော့ပေါ့ဆတဲ့သူတွေကြောင့်မို့လို့ဒီလိုပိုးဝင်ရနေပြီးတော့မိမကိုမှုပိုးအသွင်ကိုကူပြောင်းနေမိမကိုမှုပိုးကနေပြီးမှနောက်ပိုင်းမှာဖြည်းဖြည်းချင်းနဲ့ရားရန်လာမယ်ရားရန်လာတဲ့ခါမှာကိုကပေါ့နော်ဒီကုတ်မိဖက်မိအရန်ရားရန်လာတဲ့နေရာတဲ့ခါမှာကုတ်မိဖက်မိတဲ့ခါမှာဒီအရန်နုနယ်တဲ့နေရာဆိုတော့ပွန်းတာပေတာဒဏ်ရာလေးတွေဖြစ်မယ်အဲ့ဒီခါမှာစီးသွားတဲ့ခါမှာပူတာဆက်တာတွေဖြစ်လာမယ်နောက်နာလာကျင်တာတွေဖြစ်လာမယ်ဒီပေါ့နော်မခံမြန်းနိုင်အောင်ဆက်တာမျိုးတွေဖြစ်လာမယ်အဲ့ဒီကနေတစ်စင်ပွန်းပက်ရာကနေတစ်စင်ပေါ့နော် infection ဘက်တီးရီးယားပိုးဒီပေါ့နော်အခြားဘက်တီးရီးယားပိုးဝင်ရောက်တဲ့အခါမှာဒီမလိုလားအပ်တဲ့ယောဂတွေမျိုးသမီးယောဂတွေဖြစ်သွားနိုင်ပါတယ်အဲ့လိုမွေးလန်းချောင်းစီကိုမှုပိုးဝင်ရနေပြီးတော့ဒီတအိမ်ကောင်းစီကိုတအိမ်စီကိုရောက်သွားပြီးတော့ပေါ့နော်မှုပိုးပါဝင်ရောက်သွားပြီဆိုရင်တော့ဒီတအိမ်ချစ်ရတာမျိုးတွေနောက်ဆုံးမှတအိမ်ထုတ်ပြရတာမျိုးတွေဖြစ်နိုင်တယ်လို့ဒီထုတ်ပြတဲ့အဆင့်တွေမလုံလောက်တော့ပဲနဲ့ကင်ဆာအဆင့်ထိလည်းကူပြောင်းနိုင်တယ်ဒါကြောင့်မို့ဘာမှမဟုတ်ဘူးဘာမှမဟုတ်တဲ့ပေါ့ဆဆအဖြူစင်းတာကိုပေါ့နော်ပေါ့ဆလိုက်မိတာကနေပြီးတော့ဒီလိုမျိုးအခြေအနေကြီးထိပေါ့နော်စိုးဝါးသွားတာဒီကိုယ့်ရဲ့ပေါ့ဆတဲ့အပြစ်ပါအဲ့တော့မသိလို့ပေါ့ဆတယ်ဆိုရင်အခုချိန်ရစပြီးတော့သတိလေးထားပါအဲ့တော့ဒါတွေကိုပျောက်ချင်တယ်ပေါ့နော်ဒီလိုမျိုးအနေထားမှာပဲပြောင်းအောင်ကုချင်တယ်အဖြူစင်းတာအဖြူဖက်လိုက်စင်းတာနေပျောက်ချင်တယ်ဆိုရင်တော့မသက်တို့စီမှာpage ကိုလာခဲ့ပါ page မှာဆိုရင်မသက်တို့ပေါ့နော်ဒီအမျိုးသမီးတွေတယောက်နဲ့တယောက်ကအနေထားမတူဘူးဒီတယောက်လာလဲဒီဆေးပဲဒီတယောက်လာဒီဆေးပဲပေးတာမျိုးမဟုတ်ဖဲနဲ့ပေါ့နော်လိုအပ်တဲ့ပိုးသက်ဆေးအားဆေးကိုတင့်တော်ရာကိုပေးပါတယ်ပျောက်ကင်းသည့်အထိတာဝန်ယူပြီးတော့ပေါ့နော်လုပ်ပေးပါတယ်အဲ့ခါကျတော့မသက်တို့ကနဦးစချင်းဖြစ်တုံးကိုလာလိုက်တယ်ဆိုရင်စီနည်းနည်းလေးပဲပေးရတယ်နော်ယောဂအရန်ကြီးမှအဖြူဖတ်တွေဆင်းပြီးရားလာမှအနံ့တွေပြင်းလာမှလာတယ်ဆိုရင်စီအများကြီးတောက်ရတယ်အဲ့ဒီခါကျတော့ပေါ့နော်မလိုလားအပ်ဖဲနဲ့စီမတောက်ရဖို့အတွက်ဒီပေါ့နှုတ်လုံးမှာပဲကုသဖို့အတွက်မသက်ကတော့တိုက်တွန်းချင်ပါတယ်ဒါကြောင့်မို့လို့ယုံကြည်တယ်မသက်ကိုယုံကြည်တယ်ဆိုရင်နော်မသက်ရဲ့ page ပေါ့နော် page messenger နောက်ဖုန်းနံပါတ် Viber နေပြီးတော့မှာယူနိုင်ပါတယ်လိုအပ်တဲ့ဟာတွေကိုအသေးစိတ်တိုင်ပင်ပြီးတော့မသက်ကနေလိုအပ်တဲ့ဆေးကိုရောင်းပေးပါတယ်ဒါကြောင့်မို့လို့မသက်စီမှာလာခဲ့ပါရှင်အဆင်ပြေပါစေမသက်ပါ